မင်္ဂလာပါအားလုံးပဲသတင်းကောင်းလေးတစ်ခုလာပြီနော် Gemini AI နဲ့သချင်းတွေဖန်တီးလို့ရနေပြီဆိုတာတကယ်ပဲသိပြီးကြပြီလားကိုယ်ပိုင်တန်စင်လေးတွေအလွယ်တကူဖန်တီးလို့ရပြီလေဒါဆိုရင်တော့အချိန်မဆွဲနဲ့တော့အခုပဲအတူတူလိုက်ကြည့်လိုက်ကြရအောင်နော်လောက်ရတဲ့အစင်တွေကအရန်ကိုရိုးရှင်းပါတယ်ပထမဆုံး Gemini app ထဲကိုဝင်လိုက်ပါ Tools คลองလေးကိုရှာပြီး create music ကိုရွေးချယ်လိုက်ပြီးရင်တော့ကိုလိုချင်တဲ့တန်စင်ကိုစိတ်ကူးတဲ့ကအတိုင်းသေချာလေးစာရိုက်ထဲလိုက်ယုံပဲနော်စက္ကန့်ပိုင်းတွင်မှာပဲသချင်းမိုင်းမိုင်းလေးရပြီလေတိတ်ဆိတ်နေတဲ့ဒီအခန်းငယ်လေးတဲ့မင်းရဲ့အရေးတွေပဲပြင်းနှံ့နေတော့မယ်အဝေးဆုံးကိုထွက်သွားတဲ့သူရဲ့ငါနှလုံးသားကိုပါတခါတည်းယူသွားခဲ့တာလား